အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မွန်ကထမင်းလဲစားလို့မိတ်ကတွင်းလဲရှင်းတဲ့မြင့်ချင်ကဆက်တုပ်လေးတုပ်ပြမှာဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေကတော့ပူစီနံပင်စိန်နနံမေငရုတ်တီကြက်သွန်ဖြူပစွန်ချောင်းမုတ်ပစွန်ငပိနဲနဲနဲ့မြည့်ရည်လိုပါတယ်ပြီးတော့တမယာဒီလေးလိုပါတယ်အားလုံးစင်စစ်ဖြစ်ပြီဆိုရင်တော့မောစပြီးတော့တုပ်ပါတော့မယ်ဒါမြစ်ပါမြစ်ကိုပြုတ်ပြီးတော့ရေစီးထားတာပါပြီးတော့ကြက်သွန်ဖြူနဲ့ငရုတ်သီးကိုကြိတ်ထားပါမယ်အရွက်လေးတွေအကုန်လုံးပပလှီထားပါမယ်အစင်းသစ်လောက်ထားတဲ့မြစ်သေးကိုကြိတ်ထားတဲ့ကြက်သွန်ဖြူရဲ့ငရုတ်သီးစိမ်းရဲ့လှီထားတဲ့အရွက်တွေရဲ့အကုန်လုံးကိုထည့်လိုက်ပါမယ်ပစွန်ချောင်းမုတ်နဲ့ငပိကိုပါတခါတည်းထည့်ထားလိုက်ပါမယ်ပြီးရင်အပေါ့အငံရတာအတွက်ကြက်သားမှုန့်နည်းနည်းရဲ့ငပြိုင်နည်းနည်းရဲ့ထည့်ပါမယ်အရသာကတော့ကိုယ်အဆင်ပြေသလိုလိုသလောက်ထည့်လို့ရပါတယ်ပြီးရင်တမယာသီးတစ်လုံးလုံးကိုညှစ်ပြီးတော့ထည့်လိုက်ပါမယ်အားလုံးထည့်ပြီးသွားပြီဆိုရင်တော့မောစပြီးတော့နေပါတော့မယ်အသေးချာချာလေးနှံ့ဆက်အောင်နေပါမယ်မောမြည်ကြည့်ပြီးတော့နည်းနည်းလေးပို့နေတာရဲ့အချင်းလိုနေတာရဲ့မဟုတ်လို့ကြက်သားမှုန့်နည်းနည်းရဲ့တမယာသီးရဲ့ထည့်ပြီးတော့ထပ်နေလိုက်ပါတယ်အားလုံးပြီးသွားပြီဆိုရင်တော့အရန်စားလို့ကောင်းတဲ့မြစ်ချင်းကန်ဆက်တုပ်လေးရပါပြီအားလုံးပဲသုတ်စားကြည့်ကြပါနော်အစာရင်သိမ့်မကောင်းတဲ့သူတွေနဲ့အရန်အဆက်မစားနိုင်တဲ့သူတွေစားရင်တော့တတိလေးထားပြီးတော့စားပြီးနော်အဆုံးထိကြည့်ပေးလို့မောကကျေးဇူးများကြီးတင်ပါတယ်ရှင်